ကျွန်တော်တို့လူငယ်တွေအတက်ကတော့တော်လန်သောဖလက်တိုင်းဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးခြင်းတဲ့အကြောင်းအရာကကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေလက်ထဲကိုရောက်လာတဲ့ဖကတ်မြို့နယ်လုံးခင်းနယ်မြေရဲစခန်းအကြောင်းကိုဖော်ပြပေးခြင်းပါတယ်အားလုံးပဲမင်္ဂလာပါຫນွေဦးတော်လန်ရေးရဲ့နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီနားဆင်နိုင်ရန်အတွက် like and subscribe လုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်ပြောရမယ်ဆိုရင်တော့ဘယ်ချိန်တက်ယူကျွန်တော်တို့ရင်တော့ရုပ်ရှင်ကားတွေကြည့်ခဲ့ဘူးတယ်ဗျ။ဘာလဲမင်းတို့ကိုပြည်သူရဲတွေဝိုင်းထားပြီဆိုတာမျိုးအခုချိန်မှာတော့ရဲခွေးတွေကိုပြည်သူတွေကပြန်ဝိုင်းထားတယ်ဆိုတဲ့အကြောင်းတွေကိုကြားရမှာဖြစ်ပါတယ်။နောက်ထပ်တင်းတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကဒိုကြီးမျိုးနယ်အတွင်းမှာဂျမ်မစစ်ခွေးတက်ကကမီကယ်ဓာတုမီလောင်စိတ်သင့်ဘုံတွေကိုအသုံးပြုတိုက်ခိုက်သွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့မိုင်းဝင်းကိုဖြတ်ပြီးတော့ကျွန်တော်တို့စီမှာလာရောက်ပြီးတော့ပူပေါင်းတဲ့အလင်းဝင်တဲ့ပါစတကောင်ကိုဘလို့ကဲထုတ်ရလဲဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကြားရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါဗျာ။ကျွန်တော်တို့မိဘပြည်သူတဦးချင်းစီတိုင်းကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်တို့ညီကိုမောင်တို့တဦးချင်းစီတိုင်းကိုကျွန်တော်အရန်ကိုလေးစားချစ်ခင်တန်မိုးထားတဲ့အကြောင်းကို February 14 ရက်နေ့ကျွန်တော်တို့ Valentine မှတ်တရအနေနဲ့ကျွန်တော်ပြောကြားခြင်းနဲ့ပြီးတော့ Valentine Day နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေအတွက်လည်းကျွန်တော်စကားလက်ဆောင်လေးလည်းပေးချင်ပါတယ်ဗျာဆိုတော့အဓိကကတော့လူငယ်တွေအတွက်ပါ Valentine Day ဖြစ်တည်မှုအစကိုပဲကျွန်တော်အနည်းငယ်အချင်းချုံပြီးတော့ဖော်ပြပေးချင်တာဗျဆိုတော့ Valentine Day ဆိုတာကစိတ် Valentine ကိုရည်ညွှန်းပြီးတော့ကျွန်တော်တို့ဒါအဲ့ဒီမှာအသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဆိုရင်လူငယ်တွေက Valentine Day ဆိုရင်ပန်းစည်းတွေပေးကြ chocolate တွေပေးကြValentine Day မှာပေါ့နော်အချို့စုံတွဲတွေဆိုရင်လည်းဟိုသွားတီသွားတွေသွားကြမျိုးပေါ့ဗျာဒါ Valentine Day ပတ်သက်ပြီးတော့သူတို့တွေဖြတ်တန်းနေကြတဲ့ခင်းချင်းတွေကျွန်တော်တို့အများကြီးတွေ့ရပါတယ်ဆိုတော့ Valentine Day ဖြစ်တည်မှုကျွန်တော်8300လောက်မှာပါကျွန်တော်တို့ Roma Emperor ခေတ်မှာကျွန်တော် Egypt ဘရင်တစ်ပါးကစိုးစံပါတယ်ဆိုတော့အဲ့ဒီဘရင်တစ်ပါးဟာလူငယ်တွေကိုအိမ်တော်မပြုတ်ဖို့သူကအမိန့်ထုတ်ထားပါတယ်။ဘာကြောင့်အဲ့ဒီမိန့်ကိုထုတ်တာလဲဆိုရင်ကျွန်တော်တို့ဒီစစ်တိုက်တဲ့နေရာမှာသူတို့ရဲ့ဇနီးသူတို့ရဲ့မိသားစုဝင်တွေတန်ရုံးစင်တွေ့ပြီးတော့သတိရအောင်မေ့ပြီးတော့ရဲရဲဝုံဝုံစစ်မတိုက်မှဆိုလို့အဲ့ဒီအမိန့်ကိုထုတ်လိုက်ခြင်းဖြစ်ပါတယ်။ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တို့ဒါခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Saint Valentine ကဒါဖျားနဲ့အလူတော်နဲ့မကိုက်ညီဘူးဆိုပြီးတော့သူကဒါအချို့ဒါအတွဲတွေပေါ့ဗျာအချို့အတွဲတွေကျွန်တော်တို့အချို့စုံတွဲတွေကိုသူကဒီတိတ်စိတ်ကျွန်တော်တို့ဒီထိမ်းများလက်ထပ်ပြီးခဲ့တယ်လို့ကျွန်တော်တို့ကြားသိထားရတယ်ဆိုတော့ဒီသတင်းကို Igrit ကကြားတဲ့အချိန်မှာကျွန်တော်တို့ဒါ Saint Valentine ကိုအဲ့ဒီ Christian ဘုန်းတော်ကြီးကိုဖမ်းဆီးပြီးတော့ထောင်ချလိုက်ပါတယ်ဆိုတော့ကျွန်တော် Igrit ကသူ့ကိုထောင်ချလိုက်ပြီသူထောင်ထဲရောက်နေတဲ့အချိန်မှာထောင်မှုရဲ့သမီးနဲ့သူရင်းနှီးကျွမ်းဝင်ခဲ့တယ်လို့ကျွန်တော်တို့ကြားသိထားရတယ်ဆိုတော့အဲ့ဒီမှာနောက်ဆုံးမှာတော့သူ့ကိုထောင်ချပြီးတော့သူ့ကိုပေါ့နော်ဒါတည်တံပြီးတော့မယ်သူ့ကိုကျွန်တော်တို့ဒီကွက်မြတ်တော့မဲ့အချိန်မှာသူခါဒီသူနဲ့ရင်းနှီးကျွမ်းဝင်တဲ့ထောင်မှုရဲ့သမီးကိုစာလေးတစ်စောင်ပေးပို့လိုက်ပါတယ်ဆိုတော့အဲ့ဒီစာလေးတစ်စောင်ရဲ့အဆုံးမှာFor your Valentine ဆိုပြီးတော့သူ့ရဲ့လက်မှတ်လေးထိုးရပါတယ်ဆိုတော့အဲ့ဒီ For your Valentine ဆိုတဲ့လက်မှတ်ရေးထိုးတဲ့ဒီစာလေးကနေစပြီးတော့ကျွန်တော်တို့ Valentine Day ဖြစ်ပေါ်လာခဲ့တာပါဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေ Valentine Day နဲ့ဖြစ်တည်မှုအချင်းချင်းကိုကျွန်တော်ဖော်ပြနေခြင်းကကျွန်တော်တို့ Valentine Day ဆိုတာကကျွန်တော်တို့ဒါအချို့ကောင်းတဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့အမြင်တွေနဲ့ပေါ့နော်လှုပ်ဆောင်တဲ့အမူကျင့်လေးတွေရှိတယ်အချို့ကြတော့လည်းဒီပေါ်မှာတမျိုးပုံစံယူပြီးတော့ဗောနော်ကျူးလွန်ခဲ့တဲ့အကြောင်းအရာတွေလည်းအများကြီးရှိနေလို့ပါဟုတ်ပြီအဓိကကျွန်တော်ဖော်ပြပေးခြင်းတဲ့အကြောင်းအရာတွေအများများရှိပါတယ်ကျွန်တော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့လက်ခုပ်တဲကိုရောက်နေတဲ့ကျွန်တော်တို့ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းနယ်မြေရဲစခန်းအကြောင်းကိုကျွန်တော်ဥစွာဖော်ပြပေးခြင်းနဲ့ဆိုတော့ပြောမယ်ဆိုရင်တော့ဘယ်ချိန်တက်ယူလို့ရတဲ့အခြေအနေဒါတော့မှကျွန်တော်တို့လေချောင်းနေနဲ့ပတ်သက်ပြီးတော့အကျန်းဖက်စစ်ခွေးတက်ကအစအင်မတန်သုံးပြုနေတဲ့အခြေအနေတွေကြော်ဖြတ်ပြီးတော့ကျွန်တော်တို့
ဒီစခန်းကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ February 14 ရက်နေ့ဒီနေ့နနက်2 နာရီအစောပိုင်းကာလမှာပဲဆိုတော့အချို့ကျတော့လည်းကျွန်တော်တို့မနေ့ပြန် Valentine Day ဆိုတဲ့အခါမှာသူတို့ချစ်ရတဲ့သူတွေပြီးတော့သူတို့ propose လုပ်ထားတဲ့သူတွေအတွက်ကျွန်တော်တို့ပန်းစည်းပြင်ဆင်နေကြတယ်ပြီးတော့အစီအစဉ်တွေဆွဲပြီးတော့ရင်ခုန်နေကြတာတွေရှိတယ်ပြီးတော့ဘော်လာတွေတငယ်ချင်းတွေပေါင်းသင်းတွေချိန်ဆက်တွေ့ဆုံဖို့ပေါ့နော်အစီအစဉ်ဆွဲနေတဲ့အချိန်မှာကျွန်တော်တော်လန်သောနေမြေမှာကကျွန်တော်တို့လူငယ်ရဲဘော်တွေဟာနနက်2 နာရီအစောပိုင်းမှာတိုက်ပွဲစတင်ခဲ့တာဖြစ်ပါတယ်ဆိုတော့လုံငယ်ရဲစကန်ကျွန်တော်ဖတ်ကမြို့ဗျူဟာကုန်းအနီးမှာရှိတာပါထုံးဖို့ကျွန်တော်တိလရှင်ကုန်းနဲ့အမိုက်ပုံရွာနားမှာရှိတဲ့ချမ်ပတ်စစ်ခွတ်တဲ့အထိုင်စခန်းကို KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလက်ချီလက်နက်ငယ် drone တွေနဲ့ချိန်ထဲမှာပဲဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်နည်းနည်း9 နာရီထိတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ကျွန်တော်နေကင်းပိုင်းလေးမှာခဏလေးနားတဲ့ပုံစံလောက်ပဲရှိတာပါပြီးတော့မွန်လယ်ပိုင်း3 နာရီနဲ့ညနေ6 နာရီအထိထပ်မံတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတော့ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာအဲ့ဒီနေမီဟာ KIA နဲ့ပေါင်းတပ်ဖွဲ့ဝင်တွေရဲ့လက်ခုပ်ထဲရောက်ပြီလို့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ကအတိပေးလို့ရပါဆိုတော့ဖန်ကန်ပြူဟာကုန်းကိုလက်နဲ့ကြီးတာထုတာတွေနဲ့အပါဝင်နဲ့အဲ့ဒီနေမီတောင်းအိုင်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်တွေနဲ့အကြမ်းဖက်စစ်ရဲခွေးတွေကိုအဓိကထားပြီးတော့စစ်စင်ရေးလုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာလုခင်းနေမီကျွန်တော်တို့ရဲစကန်ကိုကျွန်တော်လက်နဲ့ကြီးပစ်ကူတွေပြီးတော့စစ်ကူမရောက်အောင်လဲပဲကျွန်တော်တို့ဂျားပြတ်တက်ခိုက်နိုင်ခဲ့တဲ့အခြေအနေတွေအများကြီးရှိပါတယ်ဆိုတော့အဓိကယူရချက်ကကျွန်တော်တို့အဲ့ဒီနေမီရဲစကန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့အဲ့ဒီမှာရှိနေတဲ့အကြမ်းဖက်စစ်ခွေးနဲ့ရဲခွေးကိုကျွန်တော်တို့အပိသက်တုတ်တင်ဖို့ဖြစ်ပါတယ်ဆိုတော့ KIA ဟာသူတို့ရဲ့စီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေရာစုံမှာစစ်မျက်နှာပြင်ဖွင့်ပြီးတော့ကျွန်တော်တို့လူငယ်တွေနဲ့ပူးပေါင်းပြီးတော့ပွဲတွေအများကြီးကိုနှွှဲနေတာကိုကျွန်တော်တို့သတိပြုရမှာဖြစ်ပါတယ်ဒီလိုအားရချင်တဲ့ဖို့ကောင်းတယ်2026ပါဆိုတော့ဒီလို Valentine Day နေ့မှာဒီသတင်းလေးကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုဖော်ပြပေးချင်တာကကျွန်တော်တို့တော်လန်သောလူငယ်တွေရဲ့လက်ရှိအခြေအနေဒါဒီနေ့မှာဖြတ်သန်းနေတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်တို့အချို့သောနေမြေတွေမှာပေါ့နော်အချို့သောလူငယ်တွေဖြတ်သန်းနေတဲ့ပုံစံတွေမတူဘူးဆိုတာမျိုးကိုလည်းသိစေချင်တာပါဟုတ်ပြီဆိုတော့အခုချိန်ထိလည်းကျွန်တော်တို့တိုက်ပွဲတွေစတိုက်ဖြစ်ပွားနေတယ်လက်နက်ကြီးလက်နက်ငယ် drone တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ကျွန်တော်တို့ကြားသိထားပါတယ်ဆိုတော့ Logging scan က KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေလက်ခုပ်ထဲကိုရောက်နေပြီဖြစ်ပါတယ်ပြောမယ်ဆိုတော့ဘယ်ရှင်တက်ယူလို့ရတဲ့အနေထားပါလေကြောင်း queue site နေတာတွေတော့ရှိပါတယ်ဒါကြောင့်လည်းပဲအချို့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်လို့ရနေသည့်တိုင်ကျွန်တော်တို့နေရာယူတက်ဆွဲဖို့ပြီးတော့ကျွန်တော်တို့အပိသက်တိုက်ခိုက်ဖို့ကျွန်တော်တို့အချို့အရာတွေကိုလည်းပြန်ပြီးတော့စောင့်ရပါတယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ရဲ့ဒါရဲဘော်ရဲဘက်တွေဒါထိခိုက်ကြဆုံးအနည်းဆုံးဖြစ်အောင်စီစဉ်ကြတယ်စစ်စင်ရေးလည်းဖြစ်ပါတယ်ဆိုတော့ခေါင်းဆောင်ဆိုတာကကျွန်တော်တို့လူငယ်ရဲဘော်ရဲဘက်တွေပေါ့နော်ဒါအောက်ခြေမှာရှိတဲ့ရဲဘော်တွေရဲ့ဒါအသက်ကသူတို့နဲ့အများကြီးတာဝန်ရှိပါတယ်ဆိုတော့ဒီချက်ကိုလည်းပဲကျွန်တော်တို့နောက်ပိုင်းခေါင်းဆောင်တွေမှာပို့ပြီးတော့သတိပြုလာကြတယ်ဆိုတော့လွယ်လွယ်ကူကူတက်ခက်သိမ်းပိုက်လို့ရလားဆိုရင်လည်းအပွင့်လင်းပြောမယ်ဆိုရင်ရတယ်ဒါပေမဲ့အဲ့ဒီနေရာဟာအကြမ်းမဖက်စစ်ခွတ်တက်ရဲ့လေကြောင်းပြစ်ခတ်မှုတွေဒီဆက်များနေတဲ့အခါမဲ့ကျွန်တော်တို့အချိန်တစ်ခုကိုဟပေးရတာတွေလည်းရှိပါတယ်ဆိုတော့အချိန်ကိုဟပေးတာเนาะကျွန်တော်ရဲ့မိသားစုနေဟပေးတယ်ဆိုတော့ကျွန်တော်ဇုံမဲလုံးဟပေးတဲ့စကားတွေနဲ့ရောသွားမှာဆိုလို့ပါဆိုတော့ဒါကကျွန်တော်လူငယ်ရဲဘော်တွေအပေါ်မှာလက်ရှိကျွန်တော်တို့ဒါ KIA ခေါင်းဆောင်တွေအရာရှိတွေကဘယ်လိုမျိုးကျွန်တော်တို့ကိုဒါဒီသဘောထားလဲဆိုတာကိုလည်းကျွန်တော်တို့တစ်ဆက်တည်းသိစေချင်တာပါဟုတ်ပြီကျွန်တော်တို့အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းအချမ်းဖက်စစ်ခွေးတက်ကကျွန်တော်တို့လုံခင်းကျွေးရမှာရှိတဲ့တရုတ်စာတင်ကျောင်းကလေးအဆောင်ပေါ်ကိုလာရောက်ပြီးတော့လက်နက်ကြီးပစ်ခတ်ခဲ့တယ်ဆိုတော့ထမင်းစားနေတဲ့ကလေးငယ်၄ဦးအပါအဝင်ပြည်သူ6ဦးတန်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းလေးလည်းကျွန်တော်ကြားသိထားပါတယ်ဒါကကျွန်တော်တို့အများဖြစ်နေတဲ့ပုံစံတစ်ခုပါဆိုတော့အချမ်းဖက်စစ်ခွေးတက်သူတို့ရဲ့နေမြေတစ်ခုကိုဆုံးရှုံးတော့မယ်ဆိုတော့ဆုံးရှုံးတော့မယ်ဆိုရင်ကျွန်တော်ရဲ့ရသားပြည်သူတွေကိုတက်တက်ထားပြီးတော့ဒီကောင်တွေဘုံကျက်တက်ဖြတ်တယ်ဆိုတာလည်းကျွန်တော်အမြဲတမ်းဖော်ပြနေခြင်းပါဆိုတော့အဓိကသူတို့ရှုံးနေတာတော့တေချပြီဒါပေမဲ့မင်းတို့ငါတို့ကိုတိုက်ရင်မင်းတို့ရဲ့ဒေသခံပြည်သူတွေကိုဒီလိုပဲငါတို့ကတက်ဖြတ်ပြမယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကတေးပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီနောက်တဲ့သင်ခုရှိသေးတယ်အဲ့ဒါကကျွန်တော်တို့နိုင်ငံကိုဖြတ်ပြီးတော့လင်းဝင်ဖို့အတွက်ကျွန်တော်တို့ပစတူပြည်သူစစ်တူကျွန်တော်တို့
ကန်ကောင်းစွာနဲ့ကျွန်တော်တို့ mind ထိပေမဲ့ပေါ့နော်သူကျွန်တော်တို့ပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်ဘကဖတွေကသူ့ကိုကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းလေးလည်းဖော်ပြပေးခြင်းပါတယ်အဲ့ဒီနေရာကကျွန်တော်တို့စကိုင်းတိုင်းကမ်ပူအရှေ့ဘက်ချမ်းမှာရှိတဲ့ဇင်းရွာကနေပြီးတော့အလင်းဝင်ဖို့အတွက်ဒေသခံကျွန်တော်တို့ပြည်သူစစ်တအုံမိုင်းဝင်းဖြတ်လာပေမဲ့အထိကိမရှိခဲ့ဘူးလို့ကျွန်တော်တို့ပြန်လဲကြားသိထားတာပါမိုင်းဝင်းကိုဖြတ်ပြီးတော့ဝင်လာခဲ့တယ်တော်လေးရဲ့တော်လေးကိုကန်ကောင်းလို့ကျွန်တော်တို့ဒါတိုင်မိုင်းကြီးကျွန်တော်တို့ဒါအထိကိမရှိခဲ့ဘူးတဲ့အဆင်ပြေပါတယ်တော်ကန်ကောင်းနဲ့ဒီလူသားတယောက်ပဲလို့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ရဲဘော်တွေကသူ့ကိုပြောဆိုခဲ့ပါတယ်အထီးကိမရှိဘူးမိုင်းဝင်းကိုဖျက်လာတယ်ဆိုတော့လေဒါလည်းသူ့အတွက်တော်တော်လေးကန်ကောင်းတာပါဆိုတော့ကန်ကောင်းတယ်ဆိုတာထပ်ပေါ့နော်သူ့ရဲ့ရွေးချယ်မှုပေါ်မှာလည်းပဲကျွန်တော်တို့အားလုံးပေါ့နော်ဘေးကင်းလုံခြုံစွာနဲ့အခုလိုမျိုးမြင်တွေ့ရတဲ့အတွက်လည်းကျွန်တော်လည်းဝမ်းမြောက်ပါတယ်ဘာကြောင့်လဲဆိုတော့မိုင်းဝင်းကိုဖျက်တယ်ဆိုတာကကျွန်တော်တစ်ချက်ကလေးမှားတာနဲ့အသက်လည်းပေးရမယ်အခြေအနေပြီးတော့ကျွန်တော်တို့ဒီပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်တွေစီမှာလက်နက်ချဖို့အလင်းဝင်ဖို့ပေါ့နော်သူ့အနေနဲ့စီစဉ်ဆောင်ရွက်တဲ့အခက်အခဲတွေလည်းအများကြီးရှိပါတယ်သူ့ကိုလည်းအခုချိန်မှာတော့ကျွန်တော်တို့မင်းမြတ်စုံစမ်းတာတွေရှိနေပြီဆိုတော့သူ့ရဲ့မင်းမြတ်စုံစမ်းချက်တွေသူ့ရဲ့ပြောဆိုချက်တွေမှာဆိုရင်ကျွန်တော်တို့ပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်လူငယ်တွေမိတဲ့မိကုန်းကိုတော့မှတိနားလေခြင်းမရှိဘဲနဲ့ထွက်ဆိုမှုတွေရှိနေတယ်လို့ဆိုပါတယ်ဆိုတော့ချိုးရတယ်တော်တော်ပိန်းနေဗျာတော်တော်ပိန်းနေဘလို့ပြောရမလဲပေါ့နော်ကျွန်တော်တို့လည်းလူတွေများကြီးနဲ့ဆက်ဆံမှုပါတယ်တော်တော်ခက်တယ်ဗျဟုတ်ပြီကျွန်တော်တို့အကြမ်းဖက်စစ်ခွင့်တဲ့ episode တီပြည်သူစစ်တွေတက်ဆွဲထားတဲ့ဇင်းရွာဒီတော့ကပြည်သူစစ်ဆိုင်းကိုကိုခဘောစီဟာတဲ့ကျွန်တော်တို့ဇန်နဝါရီ17ရက်နေ့ညမှာကင်းဆောက်နေတဲ့နေရာကနေတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုဗပြောင်းခိုလုံဖို့ထွက်ပြေးလာခဲ့တာပါဆိုတော့သူထွက်လာတဲ့လမ်းကြောင်းဟာကျွန်တော်တို့ပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်ပကဖတွေကကျွန်တော်တို့မိုင်းထောင်ထားတယ်ကျွန်တော်တို့မိုင်းကွင်းကိုဖြတ်တန်းခဲ့ပြီးကျွန်တော်တို့မိုင်းကလုံးကိုထိခိုက်ခဲ့ပေမဲ့တဲ့ကျွန်တော်တို့ဒီသူထိခိုက်မှုမရှိဘဲနဲ့ဘေးကင်းတဲ့နေရာကိုရောက်ခဲ့တယ်လက်ရှိချိန်မှာကျွန်တော်တို့သူ့ကိုလည်းပဲဒါကက်တင်နိုင်ရတဲ့အခြေအနေဖြစ်ပေါ်ခဲ့တာပါဆိုတော့ကျွန်တော်တို့အဲ့ဒီစင်ကြီးရွာအကြောင်းလေးကိုကျွန်တော်နည်းနည်းဖော်ပြပေးခြင်းတယ်ဗျအာနာမသိငင်ကာလာကအဲ့ဒီနေရာမှာအချမ်းဖက်စစ်ခွတ်တက်ကလူ10ဦးလောက်လည်းပဲစကန်ချလာတာဖြစ်တယ်ဆိုတော့အာနာသိငင်နောက်ပိုင်းတွေမှာမပြိုရပြည်သူစစ်တွေအဲ့စကန်မှာဝင်ရောက်ပြီးတော့အင်အား60လောက်တက်ဆွဲနေရထားတာဖြစ်တယ်ဒါကိုကျွန်တော်တို့သတိပြုအောင်မှာဖြစ်ပါတယ်ကျွန်တော်လည်းဒါကိုမြင်ပါတယ်ဆိုတော့လက်ရှိအချိန်မှာအင်အားသိမ်းနဲ့ချီပြီးတော့မင်းအောင်လှိုင်ကဒါပေါ်တာဆွဲတယ်ကျွန်တော်စစ်မှုထမ်းအတင်းအားဓမ္မသွင်းတယ်တို့ပေမဲ့သူရဲ့လှုပ်ဆောင်မှုအချို့ကလည်းကျွန်တော်တို့ဒါစီးရဲမွေးတွေ့မှုကြောင့်ပြီးတော့ကျွန်တော်တို့ပညာရေးနှိမ်ပါမှုကြောင့်ပြီးတော့ကျွန်တော်တို့ပြည်သူအပေါ်မှာပေါ့နော်ဒါသူတို့ခွဲခဲ့တဲ့အခြေအနေရရက်တွေကြောင့်အချို့သောပါစတွေအချို့သောပြည်သူစစ်တွေကိုသူတို့တွေတိမ့်သွင်းနိုင်တယ်လို့ပဲကျွန်တော်တို့ကမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ပြောတာအရင်တော့10ဦးလောက်နဲ့တက်ဆွဲရတဲ့နေရာမှာအခုအင်အား60လောက်ငပြူတွေနဲ့ပါစာတွေနဲ့အထိုင်ချထားတဲ့အဲ့ဒီဇင်းကျေးရွာအဲ့ဒီအရာလေးကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်အသိပေးလို့တာပေါ့နော်ဟုတ်ပြီဒီကဆိုတဲ့အခြေအနေတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကကျွန်တော်တို့ဘကိုးတိုင်းပေါက်ခေါင်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတက်ရဲ့ဒါပြစ်ခတ်မှုကြောင့်စစ်ခွေးတကောင်ရဲ့ဖခင်ဖြစ်တဲ့လူကြည်ထိပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကျွန်တော်ကြားလိုက်ရပါတယ်ဆိုတော့ဒီကိစ္စနဲ့ကျွန်တော်မိသားစုနဲ့စိတ်ဝင်စားမယ်ထင်တယ်ဗျကျွန်တော်ဖေဖော်ဝါရီ12ရက်နေ့ကျွန်တော်တို့နနက်ပိုင်းအချိန်မှာပေါက်ခေါင်းမြို့နယ်ချင်းလေဂိတ်မှာအင်အား100လောက်ရှိတယ်ပြီးတော့ရိတ်ခါတင်ကားတစ်စီးစစ်ကြောင်းဟာပေါက်ခေါင်းအုပ်တွင်းအဆက်မှာရှိတဲ့ဘော်ရာထိုင်စခန်းကိုရိတ်ခါပို့ဆောင်ပြီးကျွန်တော်တို့ပြန်တဲ့အချိန်မှာဒေဒီကျေးရွာမှာကျွန်တော်တို့ဒါလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တယ်လို့လည်းကျွန်တော်တို့ကြားသိထားရတယ်ဆိုတော့ဂျာပစစ်ခွေးတက်ကပြစ်ခတ်လိုက်တယ်ဒါជីတိမှန်သွားတဲ့လေဒီကျေးရွာအတွင်းမှာနေထိုင်နေတဲ့ကပ္ပစ19မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ခွေးတကောင်ရဲ့ဖခင်ဖြစ်သူအသက်64နှစ်အရွယ်ဦးရွှေမန်းရင်ဘတ်ကိုជីတိမှန်ပြီးတော့ပေါကောင်းမြို့နယ်စေယုံပို့ဆောင်တဲ့အချိန်မှာအဲ့ဒီညနေပိုင်းမှာပဲစေယုံမှာတေခဲ့ခြင်းဖြစ်တယ်လို့ကျွန်တော်ကြားသိထားပါတယ်ပေါကောင်းမြို့နယ်ချင်းတဲ့ဂိတ်ကနေပြီးတော့ပေါကောင်းအုပ်တွင်းအဆက်ဘော်လာထိုင်စခန်းကိုအမြန်လန်းတိုင်းရိတ်ခါလာပို့တဲ့ချမ်ဖတ်စစ်ခွေးတက်ကရိတ်ခါပို့ပြီးအပြင်မှာလေဒီကျွေးရွာကိုလက်နက်ငယ်နဲ့ပြစ်ခတ်သွားတာဖြစ်တယ်
စစ်ခွေးတွေပြစ်ခတ်လိုက်တဲ့လက်နဲ့ထိမှန်သွားတဲ့ကပ္ပစ19ကစစ်ခွေးတစ်ကောင်ရဲ့အဖေဖြစ်တဲ့သူဦးရွှေမန်းထိမှန်ပြီးတော့ဦးရွှေမန်းအပေါကောင်းစေးုံမှာကုသနေတဲ့အချိန်မှာပဲတိတ်ဆုံးသွားတာဖြစ်တယ်လို့ကျွန်တော်တို့ဒေသခံတွေစီကနေသတင်းကြားသိထားတာဖြစ်ပါတယ်ဆိုတော့စစ်ခွေးမိသားစုဆိုတော့လုံရင်းလုံခြုံပြီလားလို့နောက်ဆုံးမှာကျွန်တော်ဖော်ပြပေးချင်တာကဒိုကြီးမှာချမ်ဖက်စစ်ခွေးတစ်ကောင်တွေကမီလောင်အက်ဆစ်ဘုံကက်မီကယ်ဘုံတွေကိုအသုံးပြုသွားတယ်ဆိုတော့အဲ့ဒီမှတ်တမ်းဓာတ်ပုံကိုကျွန်တော် Telegram မှာဖော်ပြထားပါတယ်ကျွန်တော်မိသားစုဝင်တွေဝင်ရောက်ပြီးတော့ကြည့်ရှုပေးပါကျွန်တော်တို့လက်တွေခန္ဓာကိုယ်အနှံ့ပြားပါအောင်เนาะကျွန်တော်တို့ chemical ဓာတ်တို့အဆင့်တွေဒါထိခိုက်သွားတဲ့အခြေအနေတွေမိလောင်ဘုံရရှိတဲ့ဒဏ်ရာတွေအများပြားကျွန်တော်လူငယ်တွေတော်တော်လေးကြည့်ရစိုးပါတယ်ဆိုတော့မန္တလေးနဲ့ထိုးကြီးမြို့နယ်မှာချမ်ပီယံစ်ကွေတက်ကမိလောင်အက်ဆစ်ဘုံနေနဲ့ဘုံကျတက်ခိုက်ခဲ့တယ်ဖြစ်တယ်လို့ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကကျွန်တော်ပြန်လဲကြားသိထားရတယ်အဲ့ဒီမှာရဲဘော်6ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတော့ဖေဖော်ဝါရီ9ရက်နေ့နဲ့ထိုးကြီးမြို့နယ်မြောက်ရီကျေးရွာကနေချမ်ပီယံစ်ခွေတက်ကကျွန်တော်တို့တော်လန်ရေးတပ်တွေနဲ့ကြားမှာကျွန်တော်တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာလေကြောင်းကနေပြီးတော့ကျွန်တော်တို့ဒါမိလောင်အက်ဆစ်ဘုံပေါ့နော်ကျွန်တော်တို့အခေါ်ပေါ့ကျွန်တော်ငရဲမီးတို့ကျွန်တော်တို့ကတော့ခေါ်ပါတယ်ဆိုတော့အဲ့ဒါတွေနဲ့ကျွန်တော်တို့တို့တွေတက်ခိုက်ခဲ့တဲ့အခါမှာကျွန်တော်တို့လူငယ်6ဦးကျွန်တော်တို့ထိခိုက်ဒဏ်ရရှိခဲ့တာပါဆိုတော့မိလောင်အက်ဆစ်ဘုံတွေကိုလည်းမြေပြင်မှာအသုံးပြုနေတာကိုကျွန်တော်ဒီနေ့ကျွန်တော်မိသားစုဝင်တွေကိုဖော်ပြခဲ့ပြီးတော့သူတို့ဟာအဲ့ဒီတိုက်ပွဲမှာလည်းပဲအဲ့ဒီစစ်ကြောင်းကရှေ့ဆက်မတိုးနိုင်တဲ့အခါတွေမှာကျွန်တော်မိလောင်အက်ဆစ်ဘုံတွေနဲ့တက်ခိုက်ခဲ့တာဖြစ်တယ်ပြီးတော့အဲ့ဒီစစ်ကြောင်းထိုးပြီးတော့ကျွန်တော်တို့ဒေသခံပြည်သူ10ဦးလောက်ကိုလည်းပဲအသက်ခံရတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ပြန်လည်ကြားသိထားပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့အတီးပြူစုံလန်းပြီးတော့ကျွန်တော်မိသားစုဝင်တွေလည်းဖော်ပြပေးဖို့ရှိပါတယ်ဆိုတော့ဒါကကျွန်တော်တို့အများနဲ့မြင်တွေ့နေရတဲ့အခြေအနေပါဒီကောင်တွေရှုံးတယ်ဆိုရင်ကျွန်တော်တို့မမဲမြင်အားမီးလောင်ပြချတာတွေပြီးတော့တက်ဖြတ်သွားတာတွေပေါ့နော်သူတို့စုပ်တဲ့တောက်လျှောက်လမ်းကြောင်းတွေမှာကျွန်တော်မိသားစုကျွန်တော်တို့အညာမှာရှိတဲ့သူတွေဆိုအများနဲ့ဒါတွေကိုကြုံတွေ့ဖြတ်တန်းခဲ့ပြီးတော့ပါအော်ဟေးဆဲဆိုပြီးတော့တွေ့ရမြင်ရတဲ့အကုန်လုံးဖန်စီတက်ဖြတ်မီးရှို့ခဲ့တဲ့အခြေအနေတွေအများကြီးပါခုလည်းအဲ့လိုပုံစံမျိုးပါဒါကြောင့်ကျွန်တော်တို့တိုက်ပြီဆိုရင်ဒီကောင်တွေကအများနဲ့စစ်ကိုရင်တောင်းတာပါကျွန်တော်တို့ကဘလို့ချင်းနေမျိုးမှာပြဘလောက်အင်အားနဲ့ပဲတိုက်တည်ပဲဖြစ်ဖြစ်သူတို့ကလေချောင်းလာပါလေချောင်းလာပါဆိုတော့ဒီချင်းတွေကိုဒီမှာလည်းချက်ပြီးတော့မြင်တွေ့နေရတာပါဆိုတော့ပြီးခဲ့တဲ့ကျွန်တော်2025ခုနှစ်ကျွန်တော်စက်တင်ဘာ25ရက်နေ့မနေ့အထိလည်းမြင်းချံခရိုင်ကြီးရွာတွေမှာချမ်ဖက်စစ်ခွေးတက်ကအစီအလုံးရင်းနဲ့စတောင်းထိုးလာတွေရှိတယ်ကျွန်တော်ဒေသခံအဝေးတပ်ဖွဲ့ဝင်တွေလည်းထိထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးပါကျွန်တော်အဲ့ဒီစစ်တောင်းတွေဟာလည်းပဲစတောင်း2တောင်းလောက်အထိပြုတ်ပြီးတော့လက်နက်ခဲယမ်းချို့ကိုကျွန်တော်တို့ရရှိထားလို့စစ်တုံးမှန်းချို့လည်းဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ရှိမှာရှိနေပါတယ်လူကြီးမျိုးနဲ့ကိုကုန်းခန်းစစ်ကုန်းကြာကန်ငပြောအိုင်တာပေါင်းကထောင်လက်ပံရှိလဲနဘဲမြဲမကြီးကုန်းမြောက်လီနဲ့ကျွန်းတောက်ရွာတွေမှာချမ်ပီယံစ်ခွေးတက်ကစတောင်းထိုးပြီးတော့နေအိမ်တွေကိုကျွန်တော်တို့ဒါမီးရှို့ခဲ့တာလက်ရှိကျွန်တော်တို့ဒေသခံပြည်သူထောင်နဲ့ချီတဲ့နေအိမ်တွေဆုံးရှုံးနေရတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်ဆိုတော့ဒီအချိန်တွေမှာချမ်ပီယံစ်ခွေးတက်ကကျွန်တော်တို့မြေပြင်ကနေပြီးတော့သူတို့စစ်ထိုးတယ်စစ်ထိုးတယ်သူတို့စစ်ထိုးလို့မရဘူးဆိုရင်လေကြောင့်တစ်ခုခေါ်တယ်ပြီးတော့အဲ့ဒီမှာလည်းပဲကြောင်းထိုးတဲ့စစ်ကြောင်း2ခုလုံးကိုလည်းပဲကျွန်တော်တို့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့စသိထားရပါတယ်